ဖိစာလောက်ပါမယ်ဟာအခုမှပဲမုံဖောရတော့တယ်မိုးကမုံလည်းလောက်တတ်ပါသေးရဲ့နော်အရင်တော့ကဒီ MA Futsal page မှာမုံလောက်နေ online တင်တန်းလည်းဖွင့်ဖူးသေးရဲ့ခိုင်းရောက်လာကြတဲ့မုံမလောက်ဖြစ်တာကိုကြာခဲ့ဒီနေ့အတိအိမ်မှာကြုံလို့ပေါ့နော်ဖိစာလေးလောက်စားကြမယ်ဆိုပြီးတော့ဒီနေ့4-5ချက်လောက်လောက်ပါမယ်မြန်မာပြည်မှာနေတော့ bakery ဆိုင်တေးသေးလေးလည်းဖွင့်ထားသေးရဲ့အဲ့မှာအယောင်ကောင်းဆုံး order နေ့တိုင်းရှိတဲ့မုံကတော့ဖိစာပါပဲအဲ့တော့အခုတယောက်မှမရှိဘူးအကုန်လုံးတယောက်ထဲလောက်တာအရန်ပင်ပန်းမိုးကငယ်လေးကလေးကဒီမုံလောက်တာတွေဝါရနာပါပြီးသား oven မရှိလဲ oven မရှိတဲ့ညီနဲ့လှုပ်ရတဲ့ညီလည်းအကုန်စမ်းတယ်ပေါ့နော်အကုန်လုံးပြေးရတာပဲမောကတခုခုလို့ရှင်းပြီဆိုရင်လည်းအိမ်ကိုတောင်းလေးမရှိဘူးအဲ့မှာ10တန်းပြီးချင်းမမရရအမေစီရဲ့နေပတ်စံနဲ့တိန်ချီပြီးတော့တရုတ်ပြည်ကပစ္စည်းရဲ့ order ကောက်ပြီးပြန်ရောင်းတာပေါ့နော်အဲ့အနေရတဲ့ပတ်စံနဲ့မန်လေးမှာတင်တန်းသွားတတ်တယ်ပြီးတော့ oven အသေးလေးဝယ်တာပေါ့နော်အဲ့ oven အသေးလေးနဲ့ပဲကိန်းမုံတွေဖုတ်ရောင်းတယ် online ပေါ်ကနေရောင်းတာပေါ့နော်ပြီးတော့ဖီစာလည်းရောင်းတယ်ဖီစာရောင်းအားအကောင်းဆုံးပဲအဲ့မှာတဖြည်းဖြည်းနဲ့ရောင်းကောင်းလာတဲ့အချိန်မှာအဲ့ oven အသေးလေးကတစ်ခါဖုံးရင်တစ်ချက်ပဲရတာကွယ်အဲ့တော့ကိုကထပ်တိုးရှင်ပြီလေအဲ့အနေ gas oven ကြီးကြီးတစ်ခုဝယ်ပြီးတော့တေချာကိုလောက်တော့တာအဲ့မှာ review တွေကတော့မဖီစာသားစားကောင်းတယ်မုံသားအီးနေရပဲပြီးတော့ပေးသားတွေပါမကျန်အကုန်လုံးစားလို့ရတယ်ပါညာပေါ့နော်ခုကြီးနေတဲ့သူတွေလည်းစားရှင်နေကြပြီမလားလောက်ရောင်းပေးလို့ကတော့အဆင်မပြေဘူးလေနော်ဒါပေမဲ့လုံနေလေတော့တင်ပေးလို့ရတယ်နော်ဖီစာဆိုတဲ့ဟာကိုကချက်ချင်းဖုတ်ချက်ချင်းစားမှကောင်းတာအဝေးတည်သွားရင်မကောင်းတော့ပြီးတော့ဆိုင်မှာထက်စေအများကြီးတက်တာလောက်ဖို့အတွက် oven လေးတော့ရှိထားပါမယ်နော်တင်တန်းပုံစံကတော့ဗီဒီယိုအတန်းဖြစ်ပြီးတော့လုံနေတစ်စင်ပြီးတစ်စင်အချိုးအစားတွေနဲ့တေးတေးရှာအသေးစိတ်လေးတင်ပြထားပါတယ်နော်တင်တန်းကြီးကတော့ဖီစာတစ်ချက်စာတော့မရှိပါဘူးနော်မြန်မာငွေ1000ခွဲကျပ်ထင်တယ်လူတိုင်းတက်နိုင်ပါတယ် DMA Channel page မှာတင်တန်းအပ်လို့ရပါပြီနော်